နောက်အာရှစစ်ပွဲကအကူပိုပြင်းထန်လာနေပါပြီ။အစ္စရေးကအန်ဒီယမ်များတဲ့အဆင့်တစ်တစ်ခုစတင်ပြီလို့ကြေညာခဲ့ပါတယ်။အီရန်နဲ့အမေရိကန်အစ္စရေးမဟာမိတ်တို့ကရက်ဆက်9ရက်မြောက်ဓာတ်ရိုက်စစ်ရေးရင်ဆိုင်မှုထဲမှာရှိနေပါတယ်။တင်းမာမှုဆော့ချဖို့မျှော်လင့်ချက်တွေရောနဲလာနေပါပြီ။ဒီနေ့အီရန်ကပြင်လယ်ကွေ့နိုင်ငံတွေတခွင်တိုက်ခတ်မှုတွေဆက်လုပ်ခဲ့ပါတယ်။အီရန်ဒုံးကျည်တွေကဘာရင်းမြို့တော်မနာမာမှာဟိုတယ်တစ်ခုနဲ့လူနေအိမ်နှလုံးကိုထိမှန်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကမနေ့ကအီရန်ဒုံးကျည်တစ်လုံးကရေနံစက်ရုံမိလောင်ခဲ့စေခဲ့ပြီးတရက်အကြာမှာဖြစ်ပါတယ်။ဒေသတခွင်တရောက်မှုတွေဆက်လက်ရှိနေပါတယ်။ဆော်ဒီအာရေဗျကသူ့စစ်လေယာဉ်စကန်တစ်ခုစီပြစ်လာတဲ့ဒုံးကျည်၃လုံးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ရီယာရှိဘက်မှာဒရုန်း၃စီးကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ဆော်ဒီကထပ်ပြောပါတယ်။ဒီချိန်ထဲမှာကာတာကအမေရိကန်လေတပ်စကန်အလူဒိန်းစီပြစ်လာတဲ့ဒုံးတိုက်ခိုက်မှုကိုတားဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီစကန်ကအနောက်အာရှမှာအမေရိကန်ရဲ့အကြီးဆုံးစစ်တပ်အဆောက်အအုံပါအီရန်တော်လှန်ရေးက IRGC ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလက်နက်ချဖို့တောင်းဆိုခဲ့ပြီးတဲ့နောက်မှာရှေ့ကြတဲ့စစ်ပွဲအတွက်အစဉ်သင့်ဖြစ်နေပြီလို့ဆိုပါတယ်အီရန်ကရှေ့ကြတဲ့စစ်ပွဲအတွက်အပြည့်အဝပြင်ဆင်ထားပါတယ်ရန်သူတွေကနာကျင်စရာထိုးနှက်မှုတွေကိုမျှော်လင့်ထားရမှာပါဒီရန်ရဲ့အသစ်စီမံတွေနဲ့လက်နက်တွေလာနေပါပြီဒီနီးပညာတွေကိုကြီးကြီးမားမားမသုံးရသေးပါဘူးအီရန်ကပြည်ခဲ့တဲ့နှစ်အမေရိကန်အစ္စရေးနဲ့12ရက်စစ်ပွဲထက်ပိုပြီးပြင်ဆင်ထားပါတယ်ဒီပဋိပက္ခကတန်ရှင်းပြီးတရားမျှတတဲ့စစ်ပွဲပါအမေရိကန်တပ်ဖွဲ့တွေကလည်းအီရန်ရဲ့ drone တင်မော IRIS Shahab Bagheri ကိုပင်လယ်ပေါ်မိရှို့ခဲ့ပါတယ်။တချိန်တည်းလှုပ်ဆောင်ချက်တွေမှာအမေရိကန် B2 လွတ်ဝက်ဘုံကျဲလျင်တွေကအီရန်အတွင်းမြေအောက်နဲ့ဆိုင်တဲ့ဒုံးကျည်နေရာတွေလေးလံတဲ့ဘုံတွေနဲ့ချခဲ့ပါတယ်။အမေရိကန်တပ်ဖွဲ့တွေအရတန်ချိန်2000ပေါင်ဘန်ကာဘတ်စတာဘုံဒါဇင်ကြီးကိုမြေအောက်နဲ့ဆိုင်စွာမြုပ်ထားတဲ့ဘော့စတစ်ဒုံးကျည်ပြစ်လို့ရနေရာတွေကိုပစ်ချခဲ့ပါတယ်။အမေရိကန်တပ်ဖွဲ့တွေကအီရန်ရဲ့အဓိကစစ်ရေးစောင့်အုံတစ်ခုကိုထိမှန်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနေရာကိုအီရန်ရဲ့အာကာသစစ်စင်ရေးစင်တာနဲ့တူတယ်လို့ဖော်ပြခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကဒီဟန်ရဲ့ဒေတာထဲအမေရိကန်တပ်ဖွဲ့တွေကိုချင်းချောင်းနိုင်တဲ့စွမ်းရည်ကိုအားနည်းစေဖို့ရည်ရွယ်ခဲ့တာပါ။ဒီချိန်ထဲမှာအစ္စရေးကအီရန်စစ်ရေးစစ်ပွဲရဲ့နောက်အဆင့်ကိုကြေညာခဲ့ပါတယ်။စစ်တပ်ကအစ္စလာမစ်သမ္မတနိုင်ငံရဲ့စစ်ရေးစွမ်းရည်ကိုဖျက်ဆီးဖို့ရည်ရွယ်တဲ့အလုပ်ငန်းတွေပိုလုပ်မယ်လို့ကြေညာပြုခဲ့ပါတယ်။လေတပ်ပြန်တန်းသူတွေကအခုအထိတိုက်ခိုက်မှု2500ကျော်လုပ်ခဲ့ပါတယ်။လက်နက်6000ကျော်ချခဲ့ပါတယ်။24နာရီအတွင်းကျွန်တော်တို့ပြန်တန်းသူတွေကတီယန်စီလမ်းဖွင့်ပေးခဲ့ပါတယ်။အီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်80ရာခိုင်နှုန်းလောက်ကိုဖျက်ဆီးနိုင်ခဲ့ပါပြီ။အီရန်ကောင်းကင်ပေါ်လေကြောင်းပြန်လွှမ်းမိုးမှုနှိပါလုံးဝရရှိခဲ့ပါတယ်။ဘော့စတစ်ဒုံးကျည်ပြုလုပ်မှု60ရာခိုင်နှုန်းကိုဖျက်ဆီးစေခဲ့ပါတယ်။ဒါကအိမ်တွင်းထိခိုက်မှုကိုရှော့ချပြီးအသက်များစွာကဲတင်နိုင်ခဲ့တဲ့ကြီးမားတဲ့အောင်မြင်မှုပါဒါကဆက်လက်လှုပ်ဆောင်နေတဲ့ကြိုးပမ်းမှုပါအစ္စရေးကတည်ရန်တခွင်မှာ10ချိန်မြောက်လေကြောင်းတိုက်ခိုက်မှုလိုင်းကိုပြီးဆုံးခဲ့ပြီလို့ဆိုပါတယ်အီရန်ကဒုံးကျည်အသစ်ပြုလုပ်မှုကိုတွေ့ရှိပြီးတဲ့နောက်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုစတင်ခဲ့ပါတယ်လေကြောင်းကာကွယ်ရေးစနစ်တွေကိုအသက်သွင်းပြီးဝင်လာတဲ့ဒုံးကျည်တွေကိုဖမ်းဆီးခဲ့ပါတယ်အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကအီရန်အတွက်လုံခြုံရေးယူနစ်နဲ့ဆက်ဆက်တဲ့နေရာတွေကိုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်Airbus ပြည်နယ်ထဲအတွင်းလုံခြုံရေးတပ်ဖွဲ့အားလုံးကိုတာဝန်ယူတဲ့အထူးယူနစ်ကိုပြစ်မှတ်ထားခဲ့ပါတယ်။အီရန်တော်လှန်ရေးကဘာစီအဖွဲ့နဲ့လက်နက်ကန်အတွင်းလုံခြုံရေးတပ်ဖွဲ့ရဲ့ဗဟိုဦးစီးချုပ်ဌာနတွေပါဝင်ပါတယ်။စီဦးစီးဌာနရဲ့လက်နက်နေရာတဒါဇင်ကိုလည်းထိမှန်ခဲ့ပါတယ်။နောက်တစ်ဖက်မှာအစ္စရေးတပ်ဖွဲ့တွေကတောင်ပိုင်းလက်ဘနွန်ကိုဆက်လက်ဘုံကျဲနေပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့အရလက်ဘနွန်တာဟီယတ်ဒေသမှာညအချိန်တိုက်ခိုက်မှု26ကြိမ်လှုပ်ဆောင်ခဲ့ပါတယ်။ Hezbollah ရဲ့အဆောက်အုံတွေကိုပြစ်မှတ်ထားခဲ့တာဖြစ်တယ်။ Hezbollah ရဲ့အမြောက်တပ်နဲ့စွမ်းအားစီမံခန့်ခွဲမှုအကြီးအကဲကဒီတိုက်ခိုက်မှုမှာတည်ဆုံခဲ့တယ်လို့သတင်းထွက်ခဲ့ပါတယ်။ဒီပြည်ပခါကပြည်ခဲ့တဲ့စနေနေ့မှာအမေရိကန်နဲ့အစ္စရေးကအီရန်ပေါ်တိုက်ခိုက်မှုစတင်ခဲ့ပြီးဖြစ်တယ်။အဲဒီတိုက်ခိုက်မှုမှာအီရန်အမြင့်ဆုံးခေါင်းဆောင်86နှစ်အရွယ်အယာတိုလာအာလီခါမနီတည်ဆုံခဲ့တယ်လို့ဆိုပါတယ်။ဒါကဒေသအတွင်းမှာလင်မြန်ပြီးအန်ရများတဲ့တက်လာမှုကိုဖြစ်စေခဲ့ပါတယ်။အီရန်အမေရိကန်အစ္စရေးစစ်ပွဲတစ်ပတ်ပြစ်ချိန်မှာစစ်မြေပြင်ကအနောက်အာရှထက်ကျော်လွန်ပြီးချက်ထွင်လာနေပါပြီ။စစ်ဆက်ပါဖြစ်လာမလဲဆိုတဲ့မင်းကုန်းကအခုထွက်ပေါ်လာနေပါတယ်။